အယံဣတိဣရင်သည်တသဖခံအယံဣတိဣရသည်ဥပါသမယံသမယီရာကအစာရှိသည်ကိုငြိစေခံမှာတိလကိုထိမ့်သိမ်းရှင်း၌ရတော်မွေလျောသောတိတိရဘယိနာလေနှင့်တကွာရွာသောမိုးသည်ဖြစ်စေတတ်သောရှောင်းအံစေသည်အတ္တိတောနှိစ္စအသည်ဖြစ်၍တတတိရဤဟန္နာယခုအယံဤကသိသည်ပဝိသတုဝင်စေသည်ဣမေအဂရကံဤကြောင့်သို့ဝိနိဤကြောင့်သို့သောကေဝလံအလုံးစုံသောဝနေသူမြောက်စေပြောက်စေသည်တိတန်ရှန်ခန်းကိုလည်းဒရတဆန်ဆင်းရဲရှင်ကို၎င်းတည်တည်ပြောက်စေသည်ဗုဒ္ဓသာဖယောလောသည်ပုဒ္ဒသာသာဤဝဆနေစေကိုတောတွာကြောက်ပြီးအောက်ထာရထပြီးအောလောကံတော်ကြည်သည်ရှိသောမကတဘာဝံသိဘေကိုညွတ်တာသိရဲ့ဒုတိယနှစ်ခုမြောက်သောဂါထာကိုအာဟာဆိုပြီးတာနာရှိသာအယံဤတရဝံသည်ဒီဥပမာသမယံသယမေရာဂသတိကိုညှိစေခြင်းသီလကိုစောင့်စည်းခြင်းနဲ့ရတောမွေလျောသောနောနမဟောဣတိဣရတိနမဟောအယံဣသရဝတိဒုမဝသာရခဂောစရောပေသောသိပ္ပံတို့ဤအခက်၌ကျဆတတ်သောကပိမြောက်သည်သောထိုမြောက်သည်ရောသကိုရှုပ်လေရှုပ်ရှက်တတ်ဤဆံမောယုတ်လေယုတ်မာတတ်ဤဒုကိုပြည့်လေပြည့်စည်စေတတ်ဤဝေဇမံဘီဤကြောင့်ဒီလေဒုရတေအဂရံပစ္စည်းခန်းသည်သာစေအကေပစ္စည်းညာအံဝေဇမံဣသဧဝဇဣသဝတ္တဘေဗောဓိသတောမြတ်စွာဘုရားသည်ဩမာကံမိစ္ဆာကိုခဲတော်ကေဝေတံထိုမြောက်ကိုသံတော်သံတော်ထိုင်လင်းစေဝေပလာပိတိပိစီပြီးသောထိုမြောက်သည်ဩပတိတ်တော်နာခုံလျော၍ဝဆနေစကားကိုပက္ခံတော်ဝန်သည်တထထောအရှင်ရာကိုပက္ခံတော်ဝန်သည်ရှိသောအဟောသည်ဖြစ်ပြီပုဏ္ဏတပတန်ထိုအရသောအာဂမသည်လိုက်ဘောဓိတတော်ဘယောလုံးသည်အဘိညာစအဘိညာဉ်ကို၎င်းသမာပတ္တိယောသောသမာပတ်ကို၎င်းနိဗ္ဗတတာဖြစ်စီ၍တပန္တကုမာရသကသိငေအာလေကတိနာပရိကမံကဖိုင်းပရိကူအာစိတ်ခတိပြောကြပြီးသောပီထိုကသိမြောက်သည်လေအဘိညာစအဘိညာဉ်ကို၎င်းသမာပတ္တိယောသောသမာပတ်ကို၎င်းအောက်ပေတိဖြစ်စီပြီးတေထိုရသိဟန်သည်ဥပ္ပဘိနှခုမြောက်ကုန်သောအပရိဟိနာဇာနာမယောလျောသောဇန်ရှိသည်ဟုတ်တာပြေဗြဟ္မလောကပရယနာဗျမပြည်သို့လာရသည်အဟောတိဖြစ်ကုန်ပြီဘိခဝေဟန်တို့ဣဒာနိဝယခုသာလျင်နံတို့အပွေသေးကိုဖြစ်စီသည်မဟောပောရဏကတော်ရှိကာလမလည်းပထာယာစဝိသောထိုဟန်သည်ကုဟာကိုယေဝါဣမတမသနာဣဒနာကိုအရိတ္တဆောင်ဝေသိစ္စာနှင့်သိစ္စာလေးပါးတရားတို့ကိုပကာတိပြတော်မူသည်ရှိသောဇာတကံဇက်ကိုသမန္တနိသည်ပေါင်းတော်မူပြီးသိစ္စာပရိယောသာနှင့်သိစ္စာပရိယေအစုံ၌ကေစီအလျှောသောကုံသောဟန်တို့သည်သောတာပန်သည်အဟေတိဖြစ်ကုန်ပြီးကောစီတလျှောသောပုဂ္ဂိုလ်တို့သည်သက္ကတာဂမိနောသက္ကတာဂမိသည်အောတိဖြစ်ကုန်၏ကေစီတလျှောသောအနာဂမိနောပုဂ္ဂိုလ်တို့သည်အနာဂံပုဂ္ဂိုလ်တို့သည်အာဟောတိဖြစ်ကုန်၏ကေစီတလျှောကုန်သောရဟံအရဟံတောယဟန်တို့သည်အာဟေတိဖြစ်ကုန်၏တတထောကမမကထောမြောက်သည်ကုဝကဘိက္ခုအဖွေသေးကိုဖြစ်စေသောယဟန်သည်အဟောတိဖြစ်လာပြီးပုဒ္ဒောသောသည်ရာဟုလာသည်အသိပြီးပိတာပနာအဖေအာယသည်ကအဟံမေဝငါပြောသည်အဟောတိဖြစ်ပြီ